ဒီကြောင်လေးကတော့တကယ်ကိုမှမြောင်နာပူးလေးပဲဖြစ်ပါတယ်။ကောင်မလေးချောချောင်းလေးတွေကိုမြင်ပြီးဆိုတာနဲ့သူကအနားကိုတိုးကပ်သွားပြီးခြေထောက်တွေကိုရှာနေရက်ပါတယ်။ဒါလည်းမကသေးပါဘူး။ဒီကောင်ကအခွင့်အရေးရတယ်လို့နမ်းဖို့တော့ကြိုးစားတဲ့ကောင်ဖြစ်ပါတယ်။အဆိုးဆုံးကတော့ကောင်မလေးအိမ်ထဲအထိလိုက်ဝင်ပြီးနှာပူးကြတာဖြစ်ပါတယ်။ဒီလိုမျိုးလိုက်ပြီးချောင်းကြည့်လို့လည်းတကယ်ဖြစ်သူရဲ့စူပူကျိန်းမောင်းခြင်းကိုခဏခဏခံရပါတယ်။တရက်မှာတော့ကြောင်လေးကနေမကောင်းဖြစ်ပြီးတော်တော်လေးကိုပြင်ပန်းနွမ်းနေခဲ့တာပါ။ဒါပေမဲ့လည်းအဲ့ဒီချိန်ကောင်မလေးချောချောင်းလေးကိုမြင်လိုက်တဲ့အခါမှာတော့ကြောင်လေးရဲ့ချက်ချင်းပဲအားရင်တွေပြည့်ဖြုတ်တော့ပါတယ်။လူဖြစ်သွားတဲ့ပုံစံကိုကြည့်ပြီးဆရာဝန်တွေတော်လက်ဖျားခါတော့ရပါတယ်။နောက်ရက်မှာတော့ဇုံတော်တဲ့ဟာကြောင်လေးနဲ့တွေ့တဲ့ပုံလာရိုက်ပါတယ်။အဲ့ဒီချိန်မှာပဲငလဲကြောင်လေးကကောင်မလေးကိုလင်းငယ်ခုပြီးနန်းနေပေးလိုက်ပါတယ်။ဒါကိုကောင်းလေးဖြစ်သူကမြင်တော့တဲ့အခါမှာတော့မင်းကငါ့ထက်တောင်လက်တော့လိုက်လားဆိုပြီးလက်စားချေတဲ့အနေနဲ့တူပေါ့ကိုတကုံပြန်နှမ်းပေးလိုက်ပါတယ်။ဒီကြောင်လေးကနှာဘူးလေးဆိုပေးမယ်လေကောင်မလေးများသူကတော့သူ့ကိုချစ်နေကြတော့မှာပဲ။တချို့ဆိုလို့ရှိရင်သူ့ကိုချစ်လွန်းလို့တော့ပတ်စံနေအများကြီးပေးတော့ကြပါသေးတယ်။အခုတော့ကြောင်လေးကစော်ကြီးပဲဖြစ်နေုံနဲ့မကပါဘူး။ရေရှမ်းနဲ့ဘဲကြီးပါဖြစ်နေပါပြီ။အလုံးမလုံးပဲချမ်းသာစော်ကြီးကျမ်းမာဆိုတာသူ့မျက်နှာပေါ်ကနှခမ်းနေရလေးတွေကတက်နေပါပဲ။